အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကမ္ဘာဈေးကြီးဆုံးပန်းဆိုတာဘယ်လိုမျိုးလဲဘယ်သူတွေကဖန်တီးထားရလဲဈေးကောဘယ်လောက်တောင်ပေးရလဲဆိုတာကိုကျွန်တော်သိထားသလောက်ရှင်းပြပေးမှာဖြစ်ပါတယ်သဘာဝပန်းတွေဆိုတာလှပခြင်းနဲ့ချစ်ချင်းရဲ့သင်္ကေတအဖြစ်လူသိများကြပါတယ်ဒါပေမဲ့မိတ်ဆွေတို့သိပါသလားတပွင့်တည်းရှိပေမဲ့ဈေးကတော့ကြားရုံနဲ့အံ့ဩမင်သက်သားလောက်အောင်ဈေးအရန်ကြီးတဲ့ပန်းတပွင့်ရှိတယ်ဆိုတာပန်းတပွင့်ရဲ့တန်ဖိုးကဒေါ်လာ1000ခန်းတောင်ကျော်ပါတယ်ဟုတ်ပါတယ်အဲ့ဒီပန်းကတော့ရှမ်ကျန်းနုံခဲအော်ကစ်ပဲဖြစ်ပါတယ်ဒါကိုမစတင်ခင်ဒီလိုဗဟုသုတရတဲ့စိတ်ဝင်စားစရာအကြောင်းအရာတွေကိုတင်ဆက်ပေးဦးမှာမို့လို့ကျွန်တော်တို့ရဲ့ YouTube Channel လေးကိုထုံးစံအတိုင်း Like and Subscribe လေးလုပ်ပြီးအားပေးခဲ့ကြပါဦးဒီဈေးကြီးဆုံးပန်းကတော့သဘာဝအတိုင်းပေါက်လာတဲ့ပန်းတော့မဟုတ်ပါဘူးတရုတ်နိုင်ငံရဲ့ရှမ်ကျန်းနုံခဲလို့ခေါ်တဲ့သုတေသနအဖွဲ့ကသိပ္ပံနည်းပညာတွေနဲ့ပေါင်းစပ်ပြီးဖန်တီးထားတဲ့ပန်းတစ်မျိုးပဲဖြစ်ပါတယ်ပန်းပွင့်တစ်ပွင့်ကိုဖန်တီးဖို့အတွက်လည်း10နှစ်ကြာအောင်သုတေသနတွေလုပ်ခဲ့ရပါတယ်ပြီးတော့ပန်းတစ်ပွင့်ပွင့်လာဖို့စောင့်ရတဲ့အချိန်ကလည်း9နှစ်လောက်ကိုကြာပါတယ်ပန်းမွင့်ရဲ့အနံ့အယောင်ပန်းပုံစံပြီးတော့အရွယ်အစားတွေထိပါအားလုံးကိုအတိအကျထုတ်ထားတာပဲဖြစ်ပါတယ်။ဒါဆိုရင်ဈေးကောဘယ်လောက်လဲ။ဟုတ်ကဲ့2005ခုနှစ်တုန်းကပြုလုပ်ခဲ့တဲ့အယောင်ပြပွဲတစ်ခုမှာဒီပန်းတစ်ပွင့်ကိုတရုတ်ယွမ်1.6တန်အမေရိကန်ဒေါ်လာ2သိန်းနီးပါးမြန်မာငွေနဲ့ဆိုရင်3,900ဝန်းကျင်ပေးပြီးလူငယ်တဦးကဝယ်သားခဲ့ပါတယ်။ပန်းပွင့်တစ်ပွင့်ရဲ့ဈေးကအိမ်ကောင်းတစ်လုံးဝယ်လို့ရတယ်ဆိုတာယုံနိုင်စရာမရှိတော့အောင်ပါပဲ။ဒါပေမဲ့အဲ့ဒီပန်းကသဘာဝရဲ့အလှတရားနဲ့သိပ္ပံပညာရဲ့ထိတွေ့ပေါင်းစပ်မှုကနေဖြစ်ပေါ်လာတဲ့အမှုပညာလက်ရာတစ်ခုလည်းဖြစ်ပါတယ်။ဒါဆိုရင်ဘာလို့ဈေးအရန်ကြီးရတာလဲဟုတ်ကဲ့အချက်3ချက်နဲ့ရှင်းပြပေးပါမယ်နံပါတ်1ကတော့ရှားပါမှုပါတဘာဝမှာပေါက်တဲ့ပန်းမဟုတ်တာကြောင့်ပိုင်ဆိုင်ခြင်းကလူတွေကိုဆွဲလန်းစေရဖြစ်စေပါတယ်နံပါတ်2ဖန်တီးမှုအချိန်ကြာခြင်းပါပန်းပွင့်တစ်ပွင့်ကိုစောင့်လာရတဲ့အချိန်နဲ့ဖန်တီးမှုအကုန်ကြတဲ့လုံအားပမာဏတွေကြောင့်ပန်းရဲ့တန်ဖိုးကအလွန်မြင့်မားလာခဲ့ပါတယ်နံပါတ်3မှာကတော့အမှုပညာနဲ့သိပ္ပံပေါင်းစပ်လိုက်တာကြောင့်ပဲဖြစ်ပါတယ်ပန်းပွင့်တစ်ပွင့်ရဲ့လှပမှုနဲ့အတူနည်းပညာတွေနဲ့ပါပေါင်းစပ်လိုက်တဲ့အချိန်မှာတော့ပန်းပွင့်ရဲ့ဈေးဟာအရန်ကြီးမားလာပါတယ်တကယ်တော့ဈေးနှုန်းနဲ့တန်ဖိုးဆိုတာလူတဦးချင်းစီရဲ့ခံစားချက်နဲ့လည်းသက်ဆိုင်နေပါတယ်။ညီကုန်းချုပ်အနေနဲ့ပြောရရင်ပန်းပွင့်တစ်ပွင့်ဟာတန်ဖိုးမရှိဘူးလို့ထင်နေဘူးလား။အဲ့ဒါဆိုရင်တော့ရှမ်းကျန်းနုံခဲအော်ကစ်ဆိုတဲ့ပန်းကအဲ့ဒီမယုံကြည်မှုကိုသက်သေပြလိုက်ပါတယ်။ပန်းပွင့်တစ်ပွင့်ဟာခံစားချက်သိပ္ပံပညာနည်းပညာနဲ့ရှားပါမှုတွေကိုပါပေါင်းစပ်လိုက်တဲ့အခါမှာတော့အံ့ဩစရာကောင်းတဲ့တန်ဖိုးတစ်ခုဖြစ်လာနိုင်တယ်ဆိုတာပါပဲ။တဘာဝအလှတရားနဲ့လူတွေရဲ့တည်ထင်မှုကိုပေါင်းစပ်လိုက်တဲ့အခါမှာတပွင့်နဲ့ဖြစ်ပေမဲ့တန်ဖိုးကတော့အကန့်အသတ်မရှိပါဘူး။မိတ်ဆွေကဘလောက်တန်ဖိုးကြီးတာတွေပေးမင်းဖြစ်နေလို့ကိုညင်းမဲ့ဆိုတဲ့အဖွဲကလည်းရှိနေတာမို့လို့မိတ်ဆွေရဲ့အချိန်နဲ့ငယ်ကိုကျွန်တော်တို့ရဲ့ channel ကဗီဒီယိုတွေကိုကြည့်ပြီးဗဟုသုတရှာဖွေလိုက်ပါဒီအကြောင်းအရာနဲ့ပတ်သက်ပြီးမိတ်ဆွေတို့ရဲ့အမြင်တွေကိုလည်း comment မှာရေးသွားခဲ့လို့ရပါတယ်ဒီနေ့ကတော့ဒီလောက်ပါပဲနောက်ထပ်ဗီဒီယိုအသစ်တွေတင်ဦးမှာမို့လို့ကျွန်တော်တို့ရဲ့ YouTube channel လေးကို like and subscribe လေးလုပ်ခဲ့ပေးကြပါအောင်